ကျွန်တော်တို့စပယ်ကြီးသေးကြီးကိုဈေးကောင်းပြီးပြီးတော့ဝယ်ကြရတာဖြစ်ပါတယ်စပယ်ကြီးသေးကြီးဟာကျွန်တော်တို့စီးဘက်ဝင်တဲ့ဟာပဲဖြစ်ပါတယ်ဒါကြောင့်မလို့စပယ်ကြီးသေးကြီးဝယ်တဲ့ခါမှာအဝယ်မမအောင်စပယ်ကြီးသေးကြီးစစ်မစစ်စမ်းသန်နီးစစ်ကြရတာပဲဖြစ်ပါတယ်ဒီတယောက်ကတော့စပယ်ကြီးသေးကြီးကိုဘလို့စစ်မစစ်သိအောင်လို့စမ်းတဲ့ဟာလေးကိုဘဟုသုတအနေဖြင့်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ကဲပူတိုးလေးဆုံးအောင်သိချာ9000ကြည့်လိုက်အောင်ဗျာလို့ဟောတဲကြီးကကူရလားအဲ့ကောင်တော့အစိတ်မပါဘူးနော်ပေါင်းလေးလေးရဲ့အယိုးလေးပါစိုးရင်တော့မှာပဲအဲ့ဒီမှုတန်လေးနဲ့လေပင်ကနေရှစ်ချလိုက်ဟုတ်တယ် အားတကန် အဲ့ဒါဟဲ့ရိုက်လား အမှန်လေး ရေကူးတယ်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  ပါတယ် ဘာမှမပါလေတုံးအေးသေးလေးပဲညီမလေးရဲ့ဒီမှာအေးတော့ကူးတယ်ကူးတယ် ဟိုဝင်သေးရေစမ်းမလားဟမ်ဟိုဝင်သေးကြီးပါ ဝဝင်သေးကြီးပါ ဟုတ်စပကြီးသေးကြီးကကျတော့အခုကျတော့ကူးတယ်ဆိုဝဝင်သေးကြီးခုတ်မှလား ဟိုကရေပေါ်မှာပြားလေးပြလိုက်နေရောကအကုန်လေးနဲ့တိုးလိုက်ပြားလေးမှုတ်ထုတ်ပြတယ်ဝင်းနေရောကအကုန်လွင့်နေ ဟုတ်လား ဒီ ဒီ က မှာမီဖို့ပြရှိလား အခုကစပယ်ကြီးသေးကြီးဆင်းရဲအဲ့ကောင်ရေကူးတယ်အဲ့ကောင်ပြေးတယ် ဟုတ်ဗျာမောင်ဝင်လို့မှရှိတယ် ဒီကလေးလေးသွားလိုက် ဟုတ်တယ်မြို့ပြလေးနဲ့လေ